သူကတချို့လူတွေက stage 4 cancer နော်ကီမိုလည်းမရတော့ဘူးအင်ပြန်လွှတ်လိုက်ဆိုလုံးဝပြန်လွှတ်လိုက်တဲ့လူတွေနော်သူတို့ကလည်းဘယ်သူပဲဖြစ်ဖြစ်မသေးချင်ဘူးတေးမှမကြောက်ဘူးဆိုអော်နေတဲ့လူတွေကလည်းလူတိုင်းကြောက်တာအဲ့တော့သူတို့ကလည်းမထူးဘူးလေသူတို့တေးမယ်ပြောတယ်ဘာမှလည်းကုလို့မရတော့ဘူးဆိုတော့အဲ့ဒီဆရာဝန်ကြီးစီသွားဒီနေ့ကိုသူကဘာမှမကြွေးပဲအရွက်ရည်တွေကြီးပဲတိုက်တာဒီနေ့ကို73ခွက်လုံးဝ cancer ပျောက်သွားတဲ့လူသူတို့ series ကြီးအများကြီးနဲ့ကိုရှိတယ်ဒီထဲမှာကျမတို့မသိတဲ့အာနိသင်တွေလည်းအများကြီးပါတယ်အဲ့တော့ဒီအရွက်မျိုးစုံကပါတဲ့အာနိသင်တွေအကုန်ပေါင်းနိုင်ရင်နော် synergistic effect ပါ1 + 1က2မဟုတ်တော့ပဲ1 + 1 10နေပါလိမ့်ဖြစ်ကုန်အဲ့တော့ဒါတွေစားရစဉ်းစားကြည့်ဘာဥပ္ပရှိလဲဘာဥပ္ပမှမရှိဘူးဆိုတော့အလုတ်ရှုပ်တာလွဲလို့ဘာမှမတော့နိုင်စရာအကြောင်းမရှိဘူးဒီ blender နဲ့ဟိုဟာလောက်ရတယ်ဆိုတဲ့အကြောင်းပြောမယ်မဟုတ်လူတွေကလည်းပြောတာပေါ့နော်ဒီတိုင်းစားရင်မရဘူးလားရတော့ရပါတယ်ဒီတိုင်းစားလို့ရှိရင်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ဒီဒါတွေကဟင်းသီးဟင်းရွက်တွေရဲ့ cell wall ပေါ့နော်သူတို့ရဲ့နံရံလေးရလေ cellulose နဲ့လုပ်ထားတယ်နော် cellulose နဲ့လုပ်ထားတော့ဒီမှာရှိတဲ့အာနိသင် flavonoid တွေကအထဲမှာ trap ဖြစ်နေတာပေါ့နော်တို့တွေကအစာစားလို့ရှိရင်၄-၅ချက်ဝါပြီးမျိုးချတာလေလူတွေကဘယ်သူမှဟိုအရေးဖြစ်တဲ့အထိမဝါကြဘူးနော်မဝါကြတော့အာနိသင်တွေအပြည့်မရဘူးပေါ့ကိုကမျိုးချလိုက်ပေါ့မျိုးချလိုက်ပြီးတော့ဒီ fiber တွေကဝန်းကနေထွက်သွားတယ်အဲ့တော့ဒီစက်နဲ့ခြေလိုက်ခြင်းအပြင်နံပါတ်1ဒီ cell wall တွေကိုဖျက်ပလိုက်တာပေါ့ဒီ second delete ကနော်အဲ့တော့ဒီ cell ထဲမှာ trap ဖြစ်နေတဲ့နော်အာနိသင် flavonoid တွေကအကုန်လုံးထွက်လာတယ်နောက်တစ်ခုသူတို့တွေ့တာပါလဲဆိုတော့ဒီ flavonoid ဆိုတာသူ့ရဲ့အာနိသင်ဒီအာနိသင်ကသူ့ဘာနဲ့သူဆိုသူကအလုံးမဖြစ်သေးဘူးဒီ cell wall မှာပါတဲ့ enzyme တစ်ခုရှိတယ်အဲ့ဒီ enzyme မှာ aromatase enzyme လို့ခေါ်တယ်အဲ့တော့ cell နဲ့ဖျက်ချလိုက်တော့ cell wall မှာရှိတဲ့ enzyme တွေလည်းထွက်လာတယ်ဒီ cell ထဲမှာ trap ဖြစ်နေတဲ့ဒီ flavonoid တွေကလည်းထွက်လာတယ်အဲ့ဒီနှစ်ခုက react ဖြစ်ပြီးတော့အာနိသင်ရှိတဲ့ဓာတ်တွေကိုပြောင်းသွားတာပေါ့နော်အဲ့ဒီမှာ तू ကခန္ဓာကိုယ်ရောင်ကိုင်းခြင်းတို့ခန္ဓာကိုယ်တန်ကြီးတဲ့ခြင်းတို့နော်ဒီ cancer မဖြစ်အောင်ကာကွယ်ခြင်းအဲ့ဒီတတ္တိတွေကအစွမ်းကအရန်ထက်လာအဲ့တော့စားမယ်ဆိုရင်ရလားဆိုရင်ရတယ်သို့တော်လည်းပဲဒီအရွက်တွေကိုဘလို့မှကုန်အောင်မစားနိုင်ဘူးဘလောက်များလဲရင်ပြည့်လာတယ်ဘာလို့ဆို तू က fiber တွေမှလားအဲ့တော့ဒီ fiber တွေကိုဆက်နဲ့ဖြတ်လိုက်ခြင်းအပြင်ကိုကတောက်နိုင်တယ်လေဘာလို့ဆိုဒီဟင်းရွက်ပုံကြီးကိုစားစမ်းဆိုဘလို့မှမစားနိုင်ဟုတ်တယ်မလားအဲ့တော့အာနိသင်တွေကလည်းရသလောက်မရဘူးကိုကစားနိုင်ရင်အများဆုံးကဲတိုးစရာအနေနဲ့စားမယ်ဆိုအများဆုံး၄မျိုးပေါ့၅မျိုးပေါ့10မျိုးလုံးပဲစားနိုင်မစားနိုင်အဲ့တော့စားနိုင်တဲ့နည်းတစ်နည်းကကြိတ်ပလိုက်တယ်ကြိတ်ဒီအရေးနဲ့တောက်ချလိုက်ရင်ကိုဝင်သွားတယ်နော်အဲ့ဒါကြောင့်ကြိတ်ရတဲ့အကြောင်းရင်းကိုဘာကြောင့်လဲဆိုတော့ပြောပြကောင်းတာပေါ့နော် तू ကဒီဆက်တစ်ခုကနောက်တစ်ခုကျွန်မပြောမယ်ဆက်ဝယ်တဲ့အခါမှာဘာကိုကြည့်ပြီးဝယ်ရလဲတချို့တွေကဒီ delete ကိုကြည့်ပြီးဝယ်တယ် delete ကိုကြည့်မဝယ်အောင်နော် motor ကိုကြည့်ဝယ်ရနော် motor ဘလောက်အားကောင်းလဲပုံမှာတည်တယ်ဥပမာဒီဆက် Vitamix ဆိုရင်သူ့ motor ကကားမောင်းတဲ့ motor လောက်အားရှိတယ်ဆိုတော့ तू ကတော့တော်တော်လေးကိုကောင်းတယ်ဒါကတော့ကျွန်မအစ်စ်ဝယ်လာတာမဆန်းရသေးဘူးကြည့်ရတာဒါလည်းတော်တော်ကောင်းတယ်နော်ဟိုနေ့ကဒါကဒီမှာဝယ်လို့ရတဲ့ဟာတစ်ခုပေါ့နော်ကိုရှိန်ဝင်းတော့ဝယ်လာတော့ညကကျွန်မစမ်းကြည့်တော့ तू ကဒီအားကိုကြိတ်ဖို့တင်လိုက်မယ်ဆိုရင်ဟိုကညှော်နဲ့နေထွက်လာအဲ့တော့ကျွန်မပြောမယ်နော်ဆက်တစ်ခုကြာရှည်ခံဖို့ရတယ်အကြာကြီးအဲ့လိုကြီးမနှိပ်ထားနိုင်လေတချို့ဆက်တွေကမနိုင်တဲ့အခါကျမော်တာလောင်မှာအဲ့တော့ဒါ Brussels sprout နော်နည်းနည်းစီနော် Chinese cabbage ဆို10မျိုးတောင်ထည့်မယ်ဆိုတော့တစ်မျိုးတည်းကိုအများကြီးထည့်လို့မရဘူးဟုတ်တယ်မလားတချို့တွေကနားမလဲဘူးအများကြီးသွားထည့်ပြီးစိတ်ကြီးကချက်ပြီးတော့တောက်ရင်လည်းပြစ်ခဲကြီးဖြစ်တော့မတောက်နိုင်ဘူးပြောချင်စိမ်းရွက်တွေအစိမ်းကြမ်းရွက်တွေသိလားအဲ့ဒါအရန်အာနိသင်ရှိတယ်ဘယ်လောက်ဆို
နောက်လိုရင်ထပ်ထည့်မယ်နော်တိတ်ပြည့်ရေထပ်ရောလို့ရတယ်ဟိုပါပေါ့နော်တိတ်ပြည့်ရင်ခါကျဆက်ကလည်းမယုံနိုင်ဒီဒါလိုမှာပဲထားတာပဲလူတွေတော်တော်များများမတောက်နိုင်တဲ့အကြောင်းရင်းကလေဆက်ကအားမကောင်းတော့မချေနိုင်ပြစ်ပြစ်ကြီးဆိုမတောက်နိုင်ငါကြည့်တော့အရေးလိုပဲဘာဖားမှမပါတော့ဘာလို့ဆက်အားကောင်းတော့လေတွေ့လားဟို green drinks လေးလိုပဲတွေ့လားဒီအရွက်ရည်လေးကိုကြည့်ဘယ်လောက်လှလဲနော်အစိမ်းရောင်စိမ်းနေတာပဲနော်ဒီအစိမ်းရောင်လေးထဲမှာနော်ကိုကျန်းမာရေးနော်အတွက်အမတန်ကောင်းတဲ့ဓာတ်တွေအများကြီးပါတယ်နော်ကင်ဆာကိုလည်းကာကွယ်တယ်နော်ဝန်းလည်းမှန်တယ်နော်စီးကြိုလည်းကျတယ်သွေးတိုးအတွက်လည်းကောင်းတယ်သူကသဘာဝစီးစေးလေးလည်းပါတယ်နော်အဲ့တော့ဒီအမျိုးသမီးတွေအတွက်ဒါအယိုးပြော့ယောဂါကလည်းကာကွယ်တယ်အယ်ကလိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကင်ဆာမကြိုက်တဲ့မီဒီယမ်လည်းဖြစ်တယ်အဲ့တော့အလုရှုပ်ပေးမယ်နော်တစ်လတစ်ခါလောက်တော့အရှုပ်ခံလိုက်ပေါ့နော်တတ်ပါတယ်တစ်လမှတစ်ခါနော်အဲ့ဒါလေးကိုတောက်ဟိုပေါ့နော်ဇီခွက်ကတော့မှနည်းနည်းသေးသေးတယ်ဒီတက်နည်းနည်းလေးကြီးတဲ့ခွက်နဲ့တောက်နိုင်ရင်ပိုကောင်းတယ်နောက်သူ့ကိုတောက်ရမယ်အချိန်ကလေထမင်းနဲ့အတူတူနော်အဲ့ဒါဘာကောင်းလဲဆိုတော့ထမင်းကကာဘိုဟိုက်ဒရိတ်လေနော်ထမင်းစားတဲ့အခါမှာတကြားဓာတ်တွေဝင်ပြီလေအဲ့တော့ဒီမှာ fiber တွေအများကြီးပါတယ်နော်ကျမတို့ကကြိတ်လိုက်လို့သာမမြင်ရတာဆက်ကအားကောင်းတော့လေဒီ fiber တွေကထမင်းစားတဲ့အခါမှာတကြားဓာတ်ကိုပြန်ဆွဲထားတယ်သူကတအားကြီးမြန်ကြီးစောက်မတက်သွားဘူးသူကဖြည်းဖြည်းသွားတော့ insulin ဓာတ်ကလည်းအဲ့လိုဘုံကနေအများကြီးမထွက်လာနော်အဲ့တော့ဒီသူကထမင်းနဲ့အတူတူဘေးမှာထမင်းစားရင်ဒါလေးကိုတစ်ခွက်ထားလိုက်ဘေးမှာထမင်းလေး3လေးလောက်စားလိုက်ဒါလေးကိုတောက်လိုက်အဲ့ဒါ ID ပဲ perfect နော်အဲ့တော့ဒီမှာအာနိသင်တွေဒီလောက်များတာနော်ဒါကိုတဘာဝနီးနဲ့နော်ဘာဥပါမှလည်းမရှိဘူးစမ်းကြည့်ကြမကောင်းဘူးဆိုရင်ဆက်မလုပ်ကြနဲ့ဒါပေမဲ့လို့လူတော်တော်များများမှန်လုပ်တဲ့လူတွေကလေအကုန်လုံးကျမ်းမာကုန်ကြတယ်နော်ဒါကြောင့်မလို့လာပြီးတော့ကျေးဇူးတင်တဲ့လူတွေလည်းအများကြီးပဲနော်အဲ့ဒီတော့ဒီနီးနဲ့စီးကြိုတို့သွေးတိုးတို့နော်နောက်သူကခန္ဓာကိုယ်ထဲမှာရှိတဲ့ပတ်ဝန်းကျင်ကနေရောက်နေတဲ့အစိတ်တွေကိုလည်းဖြဲတယ်နော်ဒီဟာအဲ့တော့ပတ်ဝန်းကျင်အစိတ်တွေကိုဖြဲစေးတဲ့မှာဒါလည်းပါတယ်ဘာလို့ဆိုသူက fiber တွေတိတ်များတော့ all the toxins တွေကိုသူက bind လုပ်ပြီးတော့ဝန်းထဲကနေထုတ်ပလိုက်တယ်ဒါမှမလို့ဒါတောက်ရင်ဝန်းလည်းမှန်တယ်ဘာဝန်းတို့စေးမှလည်းတောက်เสียမလို့ဘူးအဲ့တော့မတောက်နိုင်စရာအကြောင်းကလည်းမရှိဘူးနောက်ဒါဟိုပါပေါ့နော်လူတိုင်းလည်းအလှမ်းမိတယ်လေလာနိုင်ငံခြားကိုစေးမစရာလည်းမလိုဘူးကိုယ့်ရဲ့ဒီရက်ွက်ထဲမှာပဲရွက်တရားဝယ်လို့ရတယ်နော်ဒီတောရွာတွေမှာနော်ဒီအိမ်တိုင်းရောတောရွာတွေမှာဒီစက်တွေကမရနိုင်ဘူးလေမဝယ်နိုင်တာတကြောင်မရှိတာတကြောင်မသိတာတကြောင်မီးမလာတာတကြောင်ဘလို့မှသုံးလို့မဖြစ်နိုင်ဘူးအဲ့တော့မေးစရာရှိတာတောဝလူတွေဒါဒီမတော့ရတော့ဘူးလားနော်ဒီစက်မရှိရင်မတော့ရတော့ဘူးလားအဲ့လိုမဟုတ်ဘူးနော်အဲ့တော့အရွက်တွေကိုဒီတိုင်းပဲပြုတ်ပြီးဟိုမှာငရုတ်စုံဒီအရှိကိုလာမှာမှာဒါကိုဝင်းမြင့်သိန်း तू ကပြလိုက်မယ်နော်သူတို့ကတောတွေကိုသွားနေကြနော်တောဝလူတွေကိုကျမတို့ဘလို့အကြံဉာဏ်ပေးလဲဆိုတာအဲ့ဒါပြဒါဆက်အစားပေါ့နော်တောဝလူတွေအတွက်ရွှေပါရမီဖောင်ဒေးရှင်းကတစ်ခါတောတွေမှာသွားပြီးကုရင်ဒါတွေအလုံး300 400ယူသွားပြီးကုတယ်ခုနားရဲ့ရွက်ရည်တောက်တဲ့အတွေ့အကြုံရပါတော့ဆရာမကြီးဒေါက်တာဒေါခင်နဲ့ဝင်းဟောပြောတာကိုနားထောင်ပြီးနောက်ပိုင်းတည်းကစပြီးတော့လေရွက်ရည်ကိုတောက်လျှောက်ဟိုတောက်လာခဲ့တာပေါ့နော်အမြဲတမ်းအဲ့ဒါဘာတွေထူးခြားလဲဆိုတော့လေကျမမှာအရင်တော့ဝမ်းချုပ်တယ်ပြီးရင်ကျမရဲ့အသားရည်တွေကအမြဲတမ်းပူနေရပေါ့နော်ပူနေရအခုအဲ့ဒါတွေကဝမ်းလည်းမှန်သွားပြီဟိုအသားရည်တွေလည်းမပူတော့ဘူးပုံမှန်အသားတိုင်းအေးသွားပြီနောက်ကျမအဆိုင်အချင်းပေါက်ယောဂရှိရပေါ့နော်အဆိုင်လည်းရှိရအစာမကြေတာတွေဖြစ်တယ်အခုအဲ့ဒါတွေပါအကုန်ကောင်းသွားတယ်ပေါ့နော်